ဒီကညီလေးကအပေါက်တန်ကားလေးကြည့်ချင်လို့အကိုရေးကူညီပါအောင်ဆိုတဲ့လူတွေအတွက်ဒီကားလေးကိုကျွန်တော်ရဲ့တက်ကန် channel မှာကြည့်လို့ရပါပြီအချစ်ကိုပြုတ်ပြလို့ရပါမယ်တန်ဖိုးရှိရဲ့အချိန်လေးကိုဘယ်လိုဖြတ်တန်းမလဲဆိုတာကိုရွေးချယ်လို့ရပါတယ်ဆိုတာကိုသိစေမဲ့အချိန်ခရီးသွားစကားလေးအပေါက်တန်စကားဖြစ်ပါတယ်ဒီကားလေးမှာတော့ကောင်လေးတယောက်ကသူ့အချိန်ခရီးသွားနိုင်တယ်ဆိုတာကိုသူ့အဖေကြီးကထူးထူးဆန်းဆန်းသိခဲ့ရပါတယ်ဒီလိုနဲ့ကောင်လေးတယောက်ချစ်သူရှာဖို့လန်ဒန်ကိုရောက်သွားခဲ့ပေမဲ့တနေ့မှာတော့မေရီဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံပြီးချစ်ကြမိသွားပါတယ်သူနဲ့နေ့စဉ်ဘဝအလွဲတွေကိုအချိန်တွေနောက်ပြန်လှည့်ပြီးတော့အကောင်းဆုံးဖြစ်အောင်စူးစမ်းရင်မေရီနဲ့ရီစားရီဖြစ်ခဲ့ကြပါတယ်တနေ့မှာသူတစ်ဖက်သက်ချစ်ရတဲ့ချားလို့ဆိုတဲ့ကောင်မလေးကလန်ဒန်မှာပြန်တွေ့တော့ချားလို့ကသူ့ကိုလက်ခံဖို့အရေးအယောင်တွေပြတဲ့အချိန်မှာတော့ဒီစကားလေးကဘလို့ဆက်ဖြစ်မလဲဆိုတာကိုရေသုံးစစ်လို့ရှောက်ွယ်ကြည့်ရမှာဖြစ်ပါတယ်ဒီကားလေးကြည့်ချင်တဲ့ဆိုတော့ကျွန်တော်ရဲ့တက်ကန် channel မှာကြည့်လို့ရတယ်လို့ comment မှာ highlight ရုံနဲ့လင်းလေးချထားပြပါမယ်အဲ့တော့ပါဆောင်တော့ကြည့်လာတော့လေ